တညရဲနဲ့စိန်တမြောင်ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့တယ်။ရှုံကြည်ခဲ့တဲ့တပည့်နှစ်ယောက်ဝင်ငွေဖြောင်းတဲ့စီပွဲစားအလုံးမမွေးရသေးတဲ့ကလေးအားလုံးကိုတညရဲဆုံးရှုံးလိုက်ရတယ်။စိန်တမြောင်ဘာကွစံဒီညမောင်ကလေးဆိုတဲ့လူတယောက်တေဆုံးသွားတဲ့ညပဲ။ရဟန်းဘဝထွက်လာပြီးတဲ့နောက်မောင်ကလေးကဘဝနှစ်ခုနဲ့ရှင်သန်နေထိုင်ခဲ့တယ်။တစ်ဖက်မှာတိုင်းဆရာစိန်တမြောင်တစ်ဖက်မှာပွဲစားကိုမောင်ကလေးမန္တလေးတွေမကပဲစကိုင်းအမရပူရာရွှေဘိုထိသူ့တိုင်းတန်တန်းနာမည်ကျော်လာခဲ့တယ်။1939ခုနှစ်အဖိတ်နေ့တရက်မှာလူငယ်နှစ်ယောက်သူ့တန်တန်းအောင်ရောက်လာတယ်။သူတို့ကလေ့ကျင့်နေတဲ့လူငယ်တွေကိုတိတ်တဆိတ်ထိုင်ကြည့်နေကြတယ်။မင်းတို့ဘာလာလုံးနေကြရလဲ။ဆရာကြီးတိုင်းကြတာလားကြည့်ရပါ။မင်းတို့တက်ကဘယ်လောက်ရှိဘူးလဲကွာ။18 19လောက်တော့ရှိမယ်ထင်ပါတယ်။ကျွန်တော်တို့ကညီအကိုတွေပါဆရာကြီး။စကိုင်းကမိဘမဲ့ညီအကို2ယောက်တိုင်းပညာကိုအယိုးအမူးလိုချင်နေတဲ့သူတွေတယောက်တစ်ချက်ရှာလာနိုင်ငါတင်ပေးမယ်။ရှာအောင်ရှာခဲ့ပါမယ်ဆရာကြီး။ညီကိုနှစ်ယောက်ကတက်ကြွစွာနဲ့အိမ်ပြန်သွားခဲ့ကြတယ်။အချိန်တွေကြာလာတော့မောင်ကလေးဆိုတဲ့နာမည်ပျောက်သွားတယ်။လူတွေကသူ့ကိုစိန်တမြောင်လို့ပဲသိလာကြတယ်။တပည့်တွေမိတ်ဆွေတွေစီးပွားရေးအရာအလုံးအဆင်ပြေနေခဲ့တယ်။1941သတင်းကျွတ်လာပြီးညစိန်တမြောင်တို့အိမ်ဟာထူးထူးခြားခြားစီကားနေတယ်။နှစ်ပေါင်းများစွာမတွေ့ရတဲ့တပည့်ဟောင်းနှစ်ယောက်ပြန်ရောက်လာကြလို့ပဲ။ဘာမောင်ကဆရာကြီးဒီနှစ်တော့မဖြစ်ဖြစ်အောင်လာကြတော့မယ်ဆိုပြီးလာခဲ့တာပါမမြကြီးကတမင်းဟင်းသွားပြင်လိုက်အောင်မယ်နော်နေပါအောင်ဆရာကတော့ကျွန်တော်တို့ကတော့ကျင်တာပါဒီလက်ဆောင်ကပျက်စီးခြင်းအစဖြစ်လာမယ်ဆိုတော့ဒီညမှာဘယ်သူမှမသိခဲ့ကြအောင်ဟေ့အောင်စိတ်နှမြောင်တကားပွင့်စံဒီဇင်ဘာ15ရက်ည9:00နာရီစိတ်နှမြောင်အိမ်ကိုပလိတ်တွေဝိုင်းလိုက်တယ်ခါလေးမှဘယ်သူတွေလဲဗျတကားပွင့်ခုခံဖို့မကြံနဲ့နော်တကားဖွင့်ဖွင့်ချင်းခါလေးဖမ်းချုပ်ခံလိုက်ရတယ်ဘာဖြစ်ကြတာလဲဗျစိတ်နှမြောင်မှမေးလိုက်တော့ခါမင်းကိုဓမြမှုနဲ့လာဖမ်းတာမင်းငါ့ကိုမှတ်မိလားလမ်း80တုန်းကမင်းရိုက်ခဲ့တဲ့ plate လူထုတ်ဆိုတာငါပဲဒီဖမ်းဆီးမှုကတရားဥပဒေတသက်မဟုတ်ဘဲနဲ့ကလေးစားချင်မှုလဲပါနေပါတယ် plate တွေကတအိမ်လုံးမှွေနောက်ရှာဖွေနေပြီးတော့နောက်ဆုံးမှာဘာမောင်လို့ပေးခဲ့တဲ့ရွှေတင်းကားတွေကိုတွေ့သွားတယ်တတိကတော်ကြီးကဒါကျမပစ္စည်းအဲ့ဒီခဏမှာပဲစိန်တမြောင်နားလဲသွားတယ်သူ့တပည့်တွေဓမြတိုက်ထားတာထို့နောက်ဦးလူတော့ကမမြကြီးနကတ်ကိုတတိထားမိသွားတယ်ဒါကတော့ဘာလဲကျမမင်္ဂလာဦးနကတ်ပါမမြကြီးကပြန်ဖြေတယ်ဒါပေမဲ့တတိကတော်ကြီးကထပ်ပြောလိုက်တယ်ဟုတ်တယ်အဲ့ဟာလဲတော်တော်နကတ်ပဲမမြကြီးမျက်နှာပြတ်သွားတယ်မဟုတ်ပါဘူးရှင်ဒါကျမတို့အတူသွားလှုပ်ထားတာပါတိုးတော်ဘယ်သူမှနားမထောင်ဦးလူတော့ကနကတ်ကိုအတင်းဖြုတ်ယူလိုက်တယ်။မမြကြီးမျက်ရည်ဝိုင်းလာပြီးစိန်တမြောင်ကိုသာလှမ်းကြည့်နေတော့တယ်။ဦးလူတော့ကစိန်တမြောင်ကန်လိုက်တဲ့အချိန်မှာအကန်လွဲသွားပြီးမမြကြီးကိုထိသွားတယ်။မြကြီးမလုတ်ပါနဲ့သူ့မှာကိုကြီးနဲ့ဗျ။မင်းမဖြေမင်းမရနဲ့ကလေးကိုပါထောင်ထဲထည့်ပြမှာ။နောက်ဆုံးမှာစိန်တမြောင်ကဟုတ်တယ်ကျုပ်တပြပဲ။သူမလုတ်တဲ့အပြစ်ကိုသူ့မိသားစုကိုကဲဖို့ဝန်ခံလိုက်ရတယ်။ပလိတ်တွေထွက်သွားပြီးတဲ့နောက်ဟိန်တိန်လုံးကတိတ်ဆိတ်သွားတယ်။မမြကြီးကခေါင်းကိုကင်ပြီးနာကျင်စွာနဲ့ထိုင်နေသေးပဲ။ခါလေးကသူ့အမကိုတွဲထူပြီးတော့စပိန်နဲ့အဖေအိမ်ကိုလိုက်ပို့ဖို့ထွက်လာတယ်။ညဘက်လမ်းတွေကလူသူကင်းမဲ့နေပြီးတော့မမြကြီးကစပိန်နောက်မှာငိမ့်ငိမ့်ထိုင်နေရကနေရှုပ်တရက်အသက်ရှူတန်းပြင်းလာတယ်။ခါလေးမမြကြီးကောင်းကောင်းကြည့်လိုက်တော့ဓမိန်ပေါ်မှာသွေးစားတွေစိမ့်ထွက်နေတယ်ခါလေးအလန့်တကြားအော်လိုက်တယ်။အဲ့ဒီညမှာပဲစိန်တမြောင်တို့ရဲ့ပထမဦးဆုံးရှင်သွေးလေးကိုဆုံးရှုံးလိုက်ရတော့တယ်။စကိုင်းမြို့မှာအချုပ်ခန်းထဲရောက်တော့သူ့ကိုစောင့်နေတဲ့သူတွေရှိနေတယ်။ဘာမောင်နဲ့လှမောင်ဆရာကြီးကျွန်တော်တို့ကိုခွင့်လွှတ်ပါ။ဆင်းရလဲဆင်းရဲချမ်းရလဲချမ်းသာခြင်းနဲ့ကျွန်တော်တို့လုံးမိလို့ရလုံးမိရပါဆရာကြီး။အချုပ်ခန်းထဲမှာလူအားလုံးအံ့ဩနေကြတယ်။ယနေ့ညမှာအချုပ်ထဲဝင်လာသည့်ဘန်ကောက်ပစိုးဝေပုဂ္ဂိုလ်ကြီးကိုကုန်းကြော့နေကြသဖြင့်ဖြစ်သည်။ဘာမောင်လှမောင်ညီကိုသည်ရောက်ခါစားညမှာပဲအနိုင်ကျင့်နေတဲ့အချုပ်တန်းစီကိုသွားနှချောင်းကျွတ်သည့်အထိပညာပေးခဲ့ကြသူများဖြစ်သည်သူတို့နှစ်ယောက်ကိုအချုပ်ခန်းအတွင်းရှိနေတဲ့လူအားလုံးကြောက်နေကြတဲ့အချိန်နောက်မှဝင်လာတဲ့အရက်ခတ်ပြက်အသားညွညူဥပရိယုတ်ကောင်းကောင်းပုဂ္ဂိုလ်ဆိုင်မစင်ပုံမစင်ဖေမူရောင်းထောင်ကြော့နေကြတော့ကြောင်းဖြစ်တယ်စိန်နှမြောင်ကဘာမှမပြောပဲခေါင်းကိုသာတဆက်ဆက်ညှိနေတယ်နောက်တရက်မနက်ခင်းပိုင်းစီပါတော်ရောက်လာခဲ့တယ်မြကြီးကိုဝင်ပြတ်သွားပြီဒီစကားကြားပြီးနောက်စိန်တမြောင်ငြိမ်ကျသွားတယ်အဲ့ဒီအချိန်မှာပဲစိန်တမြောင်ကစုံပြတ်ချက်တစ်ခုချလိုက်တော့တယ်စိန်တမြောင်ကအင်ကြီးကိုထွတ်ချလိုက်တယ်
ရင်မနဲ့ပေါင်မှာဆေးမင်ကြောင်တွေပေါ်လာတယ်နောက်တစ်စက္ကန့်မှာလှမောင်မျက်နှာကိုကန်ထုတ်လိုက်တယ်တုတ်ပြီးဓာပြီးတနပ်ပြီးရဲ့စိန်နှမြောင်နဲ့ကွာတတိရှစ်ကောင်လာရှင်ဆိုပြီးတော့အတန်ကျင်းနဲ့អော်လိုက်တယ်ဘာမောင်ကသူ့ညီကိုသွားမထူပဲစိန်နှမြောင်ရဲ့ရှေ့မှာကြုံကြုံလေးထိုင်ပြီးတော့လက်အုပ်ချီထားတယ်လှမောင်ကလည်းထလာပြီးတော့စိန်နှမြောင်ရှေ့မှာထိုင်ပြီးခေါင်းကလေးငုံထားလိုက်တယ်စိန်နှမြောင်ကသူ့နားမှာထိုင်နေတဲ့ဘာမောင်နဲ့လှမောင်ကိုခတ်တိုးတိုးပြောလိုက်တယ်ငါဒီကနေမရရအောင်ပြေးမယ်မင်းတို့လိုက်ရဲလား